အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အကျွေးနဲ့သိမ်းလိုက်တဲ့ကောင်မလေးကိုမရအဖြစ်ပဲပဲနေပေါင်းတင်နေထိုင်ပြီးတော့မှသမီးအရင်မှန်တိလိုက်ရတဲ့စားပဲကြီးတီယာကိုအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျဇလန်လေးရဲ့အစမှာတော့အမေရိကန်နဲ့ဖိလစ်ပိုင်ကပူးပေါင်းတပ်တွေကဂျပန်စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေရတဲ့အကြောင်းရေဒီယိုကနေတဆင့်ထုတ်ပြန်နေတာနဲ့စတင်ထားပါတယ်ဗျဒီလိုနဲ့1942ခုနှစ်ဖိလစ်ပိုင်ရွာလေးတွေမှာတော့ခြေမတန်တဲ့အဖိုးကြီးတယောက်ကအတိုးပေးစားတဲ့ငွေရှင်ကြီးရှင်ဆိုတော့ဒီရွာကလူတိုင်းကလည်းတူနဲ့ကင်းတူဆိုတာခက်ရှားရှားပဲဖြစ်လာခဲ့ပါတယ်ဇလန်လေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ noti ဝင်းလေးနှိပ်ခဲ့ပေးပါဦးဗျ Okay အဲ့ဆိုစလိုက်ရအောင်ဗျာဒီဘဲကြီးရဲ့နာမည်ကတော့ TR ကိုဖြစ်ပြီးတော့အခုချိန်သူတောက်နေကြအရက်ဆိုင်ကိုတွားရင်းနဲ့အကျွေးဆက်ဖို့ဝင်ပြောနေခဲ့ပါတယ်။တီယာကိုကတော့အပေါင်ပစ္စည်းတွေကိုသူ့စိတ်တိုင်းကြရွေးပေးလေးရှိတာဆိုတော့အခုချိန်မှာအဖွားကြီးတယောက်လိုချင်နေတဲ့ငွေပမာဏမရလို့စိတ်ညစ်ပြီးတော့ပြန်သွားခဲ့ရပါတယ်ဗျ။ဒီရွာမှာတော့ဘဲရွန်ဆိုတဲ့အဖိုးကြီးဟာခက်ချောချောကောင်မလေးတယောက်ရှိပြီးတော့သူမကလည်းလူပြိုတိုင်းပိုးပန်းနေကြတဲ့ဖြူဖြူဖွေးဖွေးရေစင်းကားကြီးတစ်ကောင်ပဲဖြစ်ပါတယ်ဗျ။ဖြစ်ချင်တော့ဒီကောင်မလေးရဲ့အဖေဘဲရွန်ကတီအာကိုစီမှာအကျွေးတွေပြီနေခဲ့တာအတော်လေးကိုကြာခဲ့ပါပြီ။ကျွေးဆက်ဖို့အတွက်ကြံရမရဖြစ်တဲ့အစုံသမီးကျော်လေးကိုတီအာကိုစီကိုထိုးအပ်ဖို့ဒါရှိပါတော့တယ်ဗျ။ဒီကောင်မလေးရဲ့အမည်ကတော့ဆယ်လီနာဖြစ်ပါတယ်။သူမကတော့အသက်18နှစ်ပဲရှိပြီးတော့အပြိုနုနုထွတ်ထွတ်လေးပါပဲ။နုနုလေးဆိုတော့နှုံမြဲနုကြိုက်ဆိုတဲ့တီအာကိုလည်းအကျွေးတွေအားလုံးအဖြစ်ငွေပုံငွေလိုတွေကိုဒီကောင်မလေးနဲ့ပဲလဲလိုက်ပါတယ်ငက်ပြက်နေတာကြာပြီဖြစ်တဲ့တီယာကိုကတော့ဒီကောင်မလေးကိုရောက်ချင်းနင့်ကိုငါပိုင်သွားပြီဆိုပြီးတော့ပြောလိုက်တာအဝတ်တွေချွတ်ပြီးရေချိုးတန့်စင်ခိုင်းလိုက်ပါတော့တယ်ဗျတီယာကိုရဲ့အိမ်မှာတော့ဘူးသီးလို့ခေါ်တဲ့အစီကံမျက်မမြင်ကောင်လေးတယောက်ရှိနေခဲ့ပါတယ်အဲ့ဒီကောင်လေးကလည်းဒီဘဲကြီးခိုင်းသမျှကိုကျွန်းတယောက်လိုလုပ်ပြီးနေရတဲ့လူပါဗျကောင်မလေးရဲ့အဖေကတော့သမီးကိုရောင်းရလိုက်တဲ့ငွေတွေနဲ့ဘုံဆိုင်မှာအဆင်ပြေနေခဲ့ပေမဲ့သမီးဖြစ်သူကတော့အသက်ကြီးကြီးဘဲကြီးစီမှာမျက်ရည်တွေနဲ့မျက်ခွက်နဲ့ဖြစ်နေရပါပြီဘဲကြီးတီယာကိုကတော့ညရောက်တာတော့မစောင့်နိုင်တော့ဘဲနဲ့ကောင်မလေးကိုဖောင်းတိုင်းလုံးနေတော့ကြောက်နေတဲ့ကောင်မလေးကလည်းတနာခံနေပါတယ်ဗျတီယာကိုကြောက်နေရတဲ့ကောင်မလေးကလည်းနောက်ဆုံးတော့သူ့လိုအင်ဆန္ဒတွေကိုဖြည့်ပေးလိုက်ရပါတယ်ဇာဘဲကြီးတီယာကိုကလည်းမျက်မမြင်ဘူးသီးကခိုးနားထောင်နေရင်းနဲ့ပဲငြုပ်သီးထောင်းနေခဲ့ပါတယ်ဗျရေနံတူးပြီးတော့မောပန်းသွားတဲ့တီယာကိုတယောက်အိပ်ပျော်သွားတဲ့အချိန်ကိုတော့အခွင့်ကောင်းယူပြီးဆယ်လီနာဟာသူမရဲ့အဖေအိမ်ကိုထွက်ပြေးသွားခဲ့ပါတယ်သူ့အိမ်ရောက်တော့လေအဖေဖြစ်သူကိုတီယာကိုကသမီးကိုမတရားနိုင်ကျင့်တဲ့လူယုံမာကြီးဆိုပြီးတော့အဖေကိုပြောပြလိုက်တဲ့အချိန်မှာတော့အဖေကလုံးဝကိုလက်မခံမဲနဲ့ပြန်ခိုင်းပါတယ်ငွေတွေယူပြီးတော့မှမူးရင်နေတဲ့အဖေဖြစ်သူကတော့သမီးပါဖြစ်ဖြစ်သူအစင်ပြေနေပြီးရောဆိုတဲ့အတိုင်းတီယာကိုကနင့်ကိုပိုင်နေဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်ဗျတနာစရာဆယ်လီနာလေးကတော့သွားစရာနေရာမရှိတော့တဲ့တော့စားပဲကြီးအိမ်ကိုပဲပြန်သွားခဲ့လိုက်ရပါတယ်နောက်နေ့မနက်မှာတော့တီယာကိုကဒီမျက်မမြင်ကောင်လေးကိုသူ့ထုတ်ကောက်နဲ့အသေးရိုက်နှက်နေခဲ့ပါတယ်အကြောင်းကတော့ညာတော့ကကြက်တွေကိုမသိမ့်မိလိုက်တဲ့အတွက်ဖြစ်ပါတယ်ဗျဒီမြင်ဝင်းကိုမြင်တဲ့ဆယ်လီနာလည်းဘူးသီးအတွက်အတနာခံခဲ့ပေမဲ့ကျွန်းကကျွန်းလိုပဲဆက်ဆံရမယ်လို့ဆိုပြီးတော့ရိုက်တာကိုမရက်ဘဲနဲ့ဆက်ရိုက်နေခဲ့ပါတယ်ဗျနောက်တရက်မှာတော့ထမင်းစားဖို့ပြင်ဆင်နေတဲ့ဆယ်လီနာလေးအလှကိုကြည်ရင်းနဲ့စားပဲတီယာကိုတယောက်အယုံမတယောက်လိုလဲတင်ရမ်းနေခဲ့ပါတယ်ဗျထမင်းစားပြီးတော့စားပဲတီယာကိုကအပေါင်ခံထားတဲ့အပေါင်ဆုံးရွှေတွေကိုရွှေချောင်းအဖြစ်ပြောင်းလဲနေခဲ့ပါတယ်အချိန်ထဲမှာပဲဆယ်လီနာနဲ့ဘူးသီးတို့ဟာခြံထဲမှာရှိတဲ့အသီးနှံတွေကိုခူးရင်းနဲ့သူတို့နှစ်ယောက်လုံးရဲ့မိဘတွေကအကျွေးတွေကြောင့်တီယာကိုစီမှာရောင်းစားခဲ့လို့ဘဝတူတွေဖြစ်ကြောင်းတဦးနဲ့တဦးရင်ဖွင့်ပြောနေခဲ့ပါတယ်ခဏကြာမှာတော့ခြံဝကိုမိန်းမတယောက်ရောက်လာခဲ့ပြီးအဲ့ဒီမိန်းမကလည်းတီယာကိုစီအကျွေးတွေတင်နေတဲ့သူတယောက်ဖြစ်ပါတယ်ဗျအကျွေးတွေတင်နေတော့ရှိရဲ့ဆွဲကြိုးလေးလာပေးတာဖြစ်ပေမဲ့ငွေကမကြည်နိုင်သေးတော့တီယာကိုလည်းဒီမိန်းမကြီးကိုနင့်မှာသမီးတွေပါတယ်မရှိဘူးလားလို့မေးလိုက်ပါတယ်အငယ်လေးတယောက်တောင်စားလို့မပြီးသေးတာနောက်တယောက်စာကိုမျက်စောင်းထိုးနေတဲ့စားပဲကြီးကတော့လူ့ဘဝကြီးကိုမြန်မြန်နဲ့စွန့်ကွာခြင်းနေတဲ့ပုံပါပဲဗျခဏကြာမှာတော့ဆယ်လီနာနဲ့တီယာကိုတို့ဟာရေတူတူချိုးကြနေရင်းနဲ့နက်ပြည်ကိုတက်ကြပါတယ်ဆယ်လီနာကတော့အရင်လိုညှင်းဆန်နေတာမဟုတ်ဘဲနဲ့ကောင်းမှန်းကိုသိနေရပါပြီဒီလိုနဲ့ပဲအချိန်ကြီးကြာလာတော့တီယာကိုလည်းဆယ်လီနာလေးကိုတန်ရောစင်တွေ့လာခဲ့ပြီးတော့
သူမရဲ့အမေကလူကောင်းတစ်ယောက်ဖြစ်ပြီးသုံးမကျတဲ့အဖေကြောင့်သာဆယ်လီနာအခုလိုဒုက္ခရောက်တဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။သူမကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အတွက်ကြောင့်သူမဟာလည်းအခြေအနေကအဖိုးကြီးကိုကြွေးကျင်သလိုဖြစ်လာခဲ့ပါပြီ။သူမတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲကောင်းကင်ဘော်ကနေလေရင်မြန်တွေကစာရွက်တွေကျဲချသွားခဲ့ပါတယ်။ဆယ်လီနာကိုအချစ်တွေပိုလာခဲ့တဲ့ဘဲဤတီယာကိုကတော့အနှစ်လာစူဆောင်းထားတဲ့ရွှေတွေကနေမှဆွဲကြိုးလေးတစ်ကုန်းကိုလက်ဆောင်ပေးလိုက်ပါသေးတယ်။နောက်နေ့တည်းမှာတော့တီယာကိုနဲ့ဆယ်လီနာတို့ဈေးဝယ်ထွက်လာပြီးတော့အပြင်မှာဘယ်ရွန်တောက်နေကြအရက်ဆိုင်ပိုင်ရှင်ကတီယာကိုနှုတ်ဆက်နေရင်းနဲ့ဆိုင်ထဲမှာစကားလေးပြောဖို့ခေါ်လိုက်ပါတယ်။အရက်ဆိုင်ပိုင်ရှင်ရဲ့မိန်းမကတော့ဆယ်လီနာကိုသူ့စီခေါ်လိုက်ပြီးတော့တီယာကိုလိုလူမျိုးကအနည်းရရှိတာကြောင့်သတိထားနေဖို့အတွက်မှားနေခဲ့ပါတယ်။ဒီလိုနဲ့ပဲအရက်ဆိုင်ကအပြန်မှာတော့တီယာကိုကအရက်တွေအယမ်းမူးနေခဲ့လို့ဆယ်လီနာကပဲတွဲပြီးတော့အိယာပေါ်တင်ပေးလိုက်ပါတယ်ဗျ။တီယာကိုတယောက်မူပြီးအိတ်နေတဲ့အချိန်မှာတော့ဆယ်လီနာကဘီရိုတော့ကိုယူပြီးအထဲမှာရှိတဲ့တန်မိုးရှိတဲ့ပစ္စည်းတွေနဲ့ပတ်စံတွေကိုယူထားဖို့လုပ်ခဲ့ပေမဲ့သူမှလည်းဒီလိုလုပ်ရလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။စိတ်ညစ်နေတဲ့ဆယ်လီနာလည်းရေချိုးပြီးတာနဲ့အိမ်အောက်မှာရှိတဲ့မျက်မှန်မြင်ဘူးသီးစီကိုသွားပြီးတော့ဘူးသီးရဲ့ဘဝအကြောင်းတွေကိုဆက်စုလိုက်ပါသေးတယ်။တကယ်တော့တီယာကိုကသူ့ရဲ့မိဘတွေကိုဘဝပြည့်အောင်လုပ်ပြီးတော့ဒီကောင်လေးကိုလည်းအကျွေးနဲ့သိမ်းခဲ့တာဖြစ်ပါတယ်။ဘူးသီးကိုတနာသွားတဲ့ဆယ်လီနာလည်းကန်းနေတဲ့မျက်လုံးသားကအမာရွတ်တွေကင်ပြီးတော့ဒီတန်ရာကဘလို့ဖြစ်ခဲ့တာလဲလို့ထပ်မေးလိုက်ပါတယ်ဗျ။ဒီတန်ရာကလည်းတန်ပူချောင်းနဲ့တီယာကိုကထိုးလိုက်တာကြောင့်သူ့ရဲ့မျက်လုံးကန်းနေခဲ့တာဖြစ်ပြီးတော့ပိုပြီးလို့လောင်တနာသွားခဲ့ပါတယ်။ဘူးဒီအတွက်ကန်ဆိုးစရာတစ်ခုကတော့သူဒီအသက်အရွယ်ရောက်တဲ့အထိဘယ်ကောင်မလေးကိုမှမထိတွေ့ဘူးတဲ့လူပြိုတယောက်ဖြစ်နေခဲ့တာပါပဲဗျ။တနာစိတ်တွေပိုသွားတဲ့ဆယ်လီနာလေးကဒီကောင်လေးကိုသူ့ခန္ဓာကိုယ်အနှံကိုင်မှုအတွက်ကိုခွင့်ပြုပေးလိုက်ပါတယ်။နောက်တနေ့မှာတော့အရက်နာကျနေတဲ့တီယာကိုဆယ်လီနာကနားယူဖို့ပြောပြီးတော့ဝှက်လျှော်ဖို့အတွက်ရေကန်စီကိုထပ်သွားလိုက်ပါတယ်။ဝှက်လျှော်နေတဲ့အချိန်မှာတော့ရေကန်သားကိုယူးကြောင်ကြောင်ဖြစ်နေတဲ့ကိုရာကငိုကြွေးနေတော့သူမှလည်းနှစ်သိမ့်ပေးဖို့သွားလိုက်ပေမဲ့ကိုရာကတော့ကြောက်လန့်နေခဲ့ပါတယ်ဗျ။ကိုရာကြောက်နေတဲ့အကြောင်းကတော့တစ်ချိန်လုံးကသူမတီယာကိုစီမှာအယောင်စားခံလိုက်ရတော့ဖြစ်ပါတယ်။ဇာဘေးယာမညာမတာသူမကိုရေနံတူးပြီးတော့မှလူလိုမဆက်ဆန်တာကြောင့်သူမှလည်းစိတ်ဒဏ်ရာရသွားပြီးတော့အခုလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုကြောက်နေတဲ့ကိုရာကိုတော့ဆယ်လီနာဖတ်ထားပေးပြီးနှစ်သိမ့်နေတဲ့အချိန်မှာပဲသူမရဲ့အမေရောက်လာခဲ့ပြီးသူသမီးကိုပြန်ခေါ်သွားခဲ့ပါတယ်။ဆယ်လီနာဝှက်လျှော်ပြီးတော့အိမ်ကိုပြန်သွားတဲ့အချိန်မှာတော့တီယာကိုကသူ့ရဲ့ပစ္စည်းတွေပျောက်နေကြောင်းသိလိုက်ပြီးတော့တောင်းကျမ်းနေခဲ့ပါတယ်။တခိုးလိုဆွဆွဲပြီးတော့ဘူးသီးကိုရိုက်နှက်နေတာကိုမြင်ရတဲ့အချိန်မှာဆယ်လီနာကတော့နှိပ်စက်တာတွေမလုပ်ဘဲနဲ့တခါတဲ့တက်ပစ်ဖို့အတွက်ဓာတ်ကိုပေးလိုက်တာကြောင့်သားဘေးကြီးကလည်းဒီတခါမှာတော့ငြိမ်သွားခဲ့ပါတယ်ဗျ။တညမှာတော့မျက်မြင်မြင်တဲ့ဘူးသီးဟာအပြင်မှာတယောက်တည်းရှိနေတော့ဒဏ်ရာရနေတဲ့ဂျပန်စစ်သားကလမ်းပြောက်ပြီးတော့ရောက်လာခဲ့တာနဲ့ကြုံလိုက်ရပါတယ်။ဘူးသီးကိုတက်ဖို့အတွက်ဓာတ်နဲ့ရွယ်နေတဲ့အချိန်မှာပဲလက်တော့နေတဲ့ဆယ်လီနာကဒီဂျပန်စစ်သားရဲ့ဓာတ်နဲ့ပဲဒီကောင်းကိုကိစ္စတုံးပေးလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲဘူးသီးကသူ့အသက်ကိုကယ်တဲ့ဆယ်လီနာကိုကျေးဇူးတင်နေခဲ့ပြီးတော့သူ့ဘဝမှာစိတ်ဆင်းရဲစရာတွေနဲ့ပြည့်နှက်မနေပေမဲ့ဆယ်လီနာခန္ဓာကိုယ်အပေါ်ကလက်တရမ်းခဲ့တဲ့အချိန်တွေကတော့သူ့အတွက်အပျော်ဆုံးလို့ပြောနေခဲ့ပါတယ်။ဆယ်လီနာကလည်းဘူးသီးရဲ့စကားကိုကြားသွားတာကြောင့်ပို့ပြီးတော့တနာသွားခဲ့ပါတယ်။ပြီးတော့ဒီကောင်လေးကိုရေနံပေးတူးလိုက်တဲ့အထိဖြစ်သွားခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့ဒီအကြောင်းတွေကိုမသိတီယာကိုကတော့ထမင်းစားနေတော့ဆယ်လီနာကိုထုံးစံအတိုင်းလက်တရမ်းပြီးတဲ့နောက်အရက်ဆိုင်မှာချိန်ထားတဲ့တွဲဆုံပွဲကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်ဒီတွဲဆုံပွဲကိုတော့မလိုက်ချင်တဲ့ဆယ်လီနာကြောင့်တီယာကိုလည်းတယောက်တည်းသွားဖို့ဖြစ်လာခဲ့ပြီးတော့ပြန်လာရင်နှစ်ယောက်သားနဲ့ပြည်တက်မယ်လို့ပြောလိုက်ပါတယ်တီယာကိုကတော့ဘယ်ရုံတို့နဲ့အတူဝိုင်းဖွဲ့တောက်နေကြတဲ့ချိန်မှာပဲတစ်ဖက်မှာတော့ဆယ်လီနာနဲ့ဘူးသီးတို့နှစ်ယောက်တီယာကိုရဲ့အဖိုးတန်ပစ္စည်းတွေနဲ့ပတ်စံတွေကိုအပိုင်သိမ်းပြီးတော့ဒီကနေထွက်သွားဖို့အတွက်ကြံစီနေကြပါတယ်မကြာမီချိန်လေးမှာတော့အရန်မူးနေတဲ့တီယာကိုတော့ဘယ်ရုံကလိုက်ဖို့ပေးနေတဲ့အချိန်မှာလမ်းတနေရာအရောက်မှာတော့သားဘေးကြီးကိုတွန်းလှဲလိုက်ပြီးဆယ်လီနာနဲ့ရေနံတူးရတာကောင်းလားလို့မေးလိုက်ပါတယ်အရန်မူးနေတဲ့တီယာကိုကတော့လောကကြီးကိုအပိုင်သိမ်းထားတဲ့အပြုံမျိုးနဲ့ဖြစ်နေတဲ့အချိန်မှာပဲဘယ်ရုံပြောလိုက်တဲ့စကားလေးတစ်ခွန်းကသူ့အတွက်တေးခြင်းစိတ်ပါဖြစ်သွားခဲ့ရပါတယ်ဗျအကြောင်းကတော့ဆယ်လီနာကဘယ်ရုံရဲ့သမီးအရင်မဟုတ်ဘဲနဲ့တစ်ချိန်လုံးကတီယာကိုသူ့မိန်းမကိုစော်ကားခဲ့တော့ကရခဲ့တဲ့ကိုဝန်ဖြစ်နေတော့ဆ
ဆယ်လီနာကတီယာကိုရဲ့သမီးအရင်ဖြစ်နေလို့ပါပဲဗျအဲ့ဒါတွေကိုကြားလိုက်ရတဲ့တီယာကိုကတော့သမီးအရင်ကိုရေနံတူးလိုက်မိတဲ့အတွက်နောင်နာကြီးစွာရသွားခဲ့ပြီးတော့အိမ်ကိုတယောက်တည်းပြန်သွားခဲ့ပါတယ်အိမ်ကိုရောက်တဲ့အချိန်မှာတော့ဆယ်လီနာကမျက်မမြင်ဘူးသီးနဲ့ရေနံတူးနေတာကိုတွေးလိုက်ရတော့တီယာကိုအတွက်ပြောထွက်နိုင်အောင်ဒေါသထွက်ပြီးတော့ထိုးထိတ်ကိုရောက်သွားရပါတော့တယ်သူ့ရဲ့ဒေါသတွေကိုတော့ဘူးသီးအပေါ်ကိုပုံချဖို့အတွက်ပြင်ဆင်လိုက်တဲ့ခါမှာတော့ဒီမျက်မြင်ကောင်လေးကလည်းအခုချိန်မှာတီယာကိုဓာတ်တက်လက်ကင်ပြီးတော့အခန့်နေပါတော့တယ်ဒီကောင်လေးအော်ပြောနေတဲ့အချိန်မှာတော့အဖေရင်းမှမသိတဲ့ဆယ်လီနာတယောက်တီယာကိုဓာတ်နဲ့ထိုးပြီးတော့အဆုံးသတ်ပေးလိုက်ပါတယ်ညံကောင်းတဲ့ဆယ်လီနာလည်းတီယာကိုရဲ့ပစ္စည်းနဲ့ပတ်စံတွေကိုယူပြီးတော့အိမ်ကိုမိရှို့လိုက်ပြီးဘူးသီးနဲ့အတူဒီဝါလေးကနေထွက်သွားခဲ့ပါတယ်တနေရာရောက်မှာတော့ဆယ်လီနာကသူယူလာခဲ့တဲ့ပစ္စည်းတွေရဲ့တဝက်ကိုဘူးသီးကိုခွဲပေးလိုက်ပြီးသူတို့နှစ်ယောက်အတူရှိနေဖို့မဖြစ်နိုင်ခဲ့ကြောင်းပြောရင်းနဲ့ပဲဇလန်းလေးလည်းဒီမှာပဲဆုံးသက်သွားခဲ့ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ